နဲတာကြီးမဟုတ်ကြည့်အောင်နော် ရန်ကုန်တိုင်းခရမ်းသုံးခွဘက်ပေါ့နော်ဒီကြောက်တန်းဘက်မှာလေးစင်နှမောင်းတိုက်သွားတာဗျအင်ဂျီယာကျော်ပျက်စီးသွားတယ်လို့သိရတယ်ဗျကျွန်တော်တို့ငလင်ဘေးကမပြီးသေးဘူးဗျနော်အခုလေးစင်နှမောင်းကပါလာနေပြီအင်ဂျီလည်းတော်တော်များများပျက်စီးသွားကြတယ်လူတွေလည်းတော်တော်များများကြောက်နေကြတယ်ဗျဒီလေးစင်နှမောင်းတော်တော်ကြီးကိုပြင်းထန်ပြီးတော့တော်တော်ကြီးကိုလည်းကြီးမားတယ်ဗျကဲတငယ်ချင်းတို့လည်းဘ ഹു တူးတာရတဲ့အနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုအတူတူကြည့်လိုက်ကြရအောင်ဗျနော်နဲတာကြီးမဟုတ်ကြည့်အောင်နော်哦，大家我一場နော်ကာလာ3ဘိန်းလားမသိအဝေးကလမ်းရိုက်ထားတော့ထင်းထင်းရှားရှားကြီးနော်အဲ့တော့လည်းပါပြီလားအဲ့ဒီမှာအဲ့ဒီဖူးဖူးလေးပါလေးပါပါပါတော့ပါတော့ဟေးလက်ဆက်လိုက်တော့ဘေးတွေကအမျိုးမျိုးခံစားနေရတာနော်ဟိုကြည့်ပါအောင်နော်အဲ့တက်ရောက်သွားတဲ့အိမ်တွေကတော့တခါတည်းပြောင်းအောင်ပဲဟေးဘာလေးတော့ဟာအကြီးပဲနော်အကြီးပဲကိုအကြီးပဲအဲ့ဘာလေးတော့ဟိုကဘာလေးတော့နဲတာကြီးလားကွာနော်ဟိုတဲပါဝိုင်းပါဝိုင်းတဲပါဝိုင်းအိုးတဲပါဝိုင်းလို့အဲ့ကောင်လည်းဟာမတော်တော်ကြီးတယ်နော်အဲ့ကောင်ကံမြောင်တော့ပြင်းစကန်ဘက်လို့အဲ့ကောင်ဖြတ်မယ်ဘာနေလာပဲနဲတဲ့ဟာကြီးမဟုတ်အရင်ကြောက်လို့သေးသေးပဲကြောက်နေလိုက်လို့ဟဲ့နေလိုက်လို့ကြာလာကြအဲ့ဒီလေချောင်းတက်တက်ကြတဲ့အိမ်တွေကတော့မလွယ်ဘူးနော်ကိုပျက်စီးကုန်ပါနေမှာပြတ်မနေတော့ကိုယ်နေကြတော့အောင်တော့မဟုတ်ဘူးအဲ့ဒါလည်းပါလိုက်လာဟိုအောင်မလာတာဖက်ထားကဲကြည်အောင်ပြနော်ဒါအနီးကတ်နော်နဲတာကြီးမဟုတ်ဘူးနော်ဟိုတော့ဒူပြီးတူအိုးဟာကုန်ဟောဗျာဟာရက်ဆက်တော့ဟာခလေးရမပြေးကြဘူးလားမသိလူတွေဟာရက်ဆက်ပါတော့ကွာရဲဟာနဲတာကြီးမဟုတ်ဘူးဟေးတက်တော့ကွာဟိုနာဟိုစကောင်းပါလားအိမ်နေနော်ရှေ့မှာအိမ်နေနော်ဟိုအိမ်လေးတောင်ပါမလားမသိဘူးနော်အိုးအရှည်ကြီးပဲဟေးဟိုကောင်းကင်တီစုပ်တင်သွားမှာနော်နေလမ်းကြောင်းလွဲသွားပြီနော်ကျွန်တော်ငလင်ဘေးကြီးကမပြီးသေးဘူးနော်အခုလေးစင်တစ်ပေါင်းပေးပါလာနေပြီတဘောကတရားကြီးကအမျိုးမျိုးရိုက်ခတ်နေရနော်အဲ့ဒီလေချောင်းကြားတဲ့အိမ်တွေကတော့နော်ကုံမှာပဲနဲတာကြီးမဟုတ်ကြည့်အောင်
ကောင်ဘယ်ထိဆက်သွားအောင်လဲမသိနော်โอ้ကြည်အောင်နော်ပစ္စည်းတွေတောင်ပြုတ်ကြကုန်နော် ဟိုတဲ့တော်တော်ပြူသွားတော့ ဟိုတဲကကောအဲ့ငါတို့ရောက်မှတယ်သူကတဲ့တိုးသွားတာ အပေါ်မှာဒီလိုလေဟိုတဲနေရာမှာတော်သေးတယ်ဒီတက်ကကောဘာပဲပြေဦးမှာတော့ ဝေးရွာတာပြူ ဝေးသွားလို့ ဝေးရွာတာမင်းအောက်ခြေကိုမမြင်ရတော့လို့ သူကဟိုချက်မုံတိုင်းကျဲသွားတာ ခြံနဲ့ကွယ်သွားနော် လိုလဲနေအောင် ရှာဒီဥရုဘေးကတော်တော်ကြောက်ဖို့ကောင်းတယ်နော်တစ်မျိုးပြီးတစ်မျိုးလာတာရှည်ပေးလာလိုက်မီးပေးလာလိုက်ငလင်ပေးလာလိုက်နော် ဟိုဘက်ကြမှာမင်းအောက်အခြေချက်ကပူတော်ကျဲသွားသေးတာ အဲ့ဟိုတဲ့တဲ့တိုးတာ ဟိုတဲကတဲ့ဟို အခုမြင်တွေ့နေတော့ကျွန်တော်ဒီရန်ကုန်တိုင်းပေါ့နော်ရန်ကုန်မြို့ခရမ်းမြို့နယ်မှာပေါ့နော်ကျွန်တော်ဒီခုလေစင်နမောင်းပေါ့နော်တိုက်နေတာမြင်နေရပါတယ်လို့ဒီမှာကြည့်ဗျာကတ်တီအမျိုးမျိုးထိုင်နေပြီဒီမှာကြည့်နော်နောက်စရကောင်းတယ်ဗျာတခါမှမမြင်ဘူးတဲ့ဟာတွေမကြားဘူးတဲ့ဟာတွေပေါ့နော်ဒီမှာခုလက်ရှိကျွန်တော်နိုင်ငံမှာဖြစ်နေပါတယ်လို့နော်ရန်ကုန်နော်စိတ်ကြလာကြစရကောင်းပါတယ်လို့ ဟိုဦးစိတ်ကြောက်မလားအယူကြီးသွားမရဘူးကြာရောဘယ်မှာပြတ်မလဲတော့ကိုယ်ဒီကတော့အောင်တော့မဟုတ်ဘူးအဲ့ဒါလည်းမှားလိုက်လာဟိုအောင်မလဲတော့ကဲရန်ကုန်တိုင်းထဲမှာတော့လေးစင်တစ်ပေါင်းစော်သွားပြီဗျာနော်အင်ဂျီကတော့100ကျော်လောက်ပါသွားတယ်လို့လည်းသိရတယ်ဗျာနော်တော်တော်ကြီးလည်းပြင်းထန်နေဗျကျွန်တော်နိုင်ငံကတော့ဗျာနော်တဘာဝဘေးအမျိုးမျိုးကိုခံစားနေရတာဒီငလင်ဘေးကြီးကမပြီးသေးဘူးလေးစင်တစ်ပေါင်းတန်ကိုထပ်ပြီးတော့ခံစားနေရတယ်ပြည်သူတွေလည်းတကယ်ကိုတနာစရာကောင်းပါတယ်ဗျာနော်ရေဘေးကြုံလိုက်နော်ငလင်ဘေးကြုံလိုက်မီးဘေးကြုံလိုက်အခုလဲလေးစင်တစ်ပေါင်းနဲ့နော်တဘာဝဘေးအမျိုးမျိုးကိုကြုံကြရတာဗျာနော်ကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်တကယ်ချင်းတို့လည်းပြောစရာအကြောင်းအရာလေးတွေရှင်အောက်မှာ comment လေးရေးပေးထားခဲ့အောင်ဗျကဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျ